ခဲနေတဲ့ strawberry ကိုစားပြမှာလည်းဖြစ်ပါတယ်ဒါကတော့ရေခဲတက်တာထဲမှာထည့်ထားလိုက်တာတညထည့်ထားလိုက်တာပေါ့နော် strawberry ကရေခဲတုံးကြီးဖြစ်သွားအဲ့အချိန်မှာတော်တော်ကြီးကိုခဲသွားပါတယ်အဲ့ဒါကိုစားကြည့်မှာပဲဖြစ်ပါတယ်တော်လေးကိုခဲသွားပါတော့မဲဒီမဲ့တွေ့လားအေးစိန်ညာရေခဲတုံးကြီးကိုကြိုက်စားနေတယ်လို့ပေါ့နော်သွားလို့ကျင်းထန်ကောင်းတော့ကောင်းတယ်မဆိုး